မေတ္တာတုတ်တရားဒေသနာဟာဘယ်လိုဖြစ်ပေါ်လာသလဲဒါကလည်းပဲကျမ်းများဖြင့်တော့ပေတတို့အလုံးသိထားကြပေးသားပါပဲမြတ်စွာဘုရားလက်ထက်ကယဟန်တော်900ကျော်လောက်စိတ်တူကိုယ်တူတရားဘာဝနာများကြိုးစားအထောက်ကြဖို့ဆိုပြီးတော့တောရက်ဝင်ပြီးတော့ကြိုးစားကြတယ်အဲ့လိုကြိုးစားတဲ့အချိန်မှာသူတို့ကြိုးစားအထောက်တဲ့တရားဘာဝနာရဲ့စွမ်းတတ္တိသူတို့ရဲ့သီလသမာဓိပညာဒီလိုမျိုးစွမ်းအင်အာနိသင်တွေကြောင့်သစ်ပင်တွေမှာရှိတဲ့နတ်တွေကသူတို့ဗိမာန်တွေမှာမနေနိုင်ကြဘူးတဲ့ဒါကလူမျက်စိနဲ့မမြင်ရတဲ့ကိစ္စတွေပေါ့နော်အမှနတ်တွေကဒီလိုပဲသာသမီလက်ဆွဲပြီးတော့မြေပြင်ပေါ်မှာရှောက်သွားနေကြရတာတဲ့အဲ့ဒါဝါဆိုပြီးဆိုတော့အစကတော့ဒီရန်တွေကခဏနေမှနဲ့တူပါရဲ့ဆိုပြီးတော့သူတို့ကခပ်ပေါ်ပေါ်ပဲနေကြတာဝါဆိုပြီးဆိုတော့အနည်းဆုံး3လတော့ကြာမှာဟုတ်အဲ့တော့နတ်တွေကဒီရန်တွေကိုမနေနိုင်အောင်လုံးမဖြစ်မယ်ဆိုပြီးတော့6လန့်ကြတာမကောင်းတဲ့အတန်နဲ့ကြီးတွေမကောင်းတဲ့အနံ့တွေတခါတလေခေါင်းမမြင်ရတယ်ကိုယ်မမြင်ရဘူးတခါလေကိုယ်ပဲမြင်ရတယ်ခေါင်းမမြင်ရထိတ်လန့်အောင်ကြောက်ရွံ့ပြကြတာအဲ့ဒီမှာရဟန်းတော်တွေရဲ့စိတ်ဓာတ်တွေခြောက်ခြားပြီးတော့အတူတူပြောရရင်မနေရဲကြတော့တဲ့အတွက်ကြောင့်မြတ်စွာဘုရားကြီးကိုပြန်ရောက်သွားတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီမေတ္တာတုတ်တရားဒေသနာကိုကြိုးစားအထောက်ရမယ့်ကမ္မထံတရားအနေနဲ့လည်းပဲဟောထားတယ်ရွတ်ဖတ်ခြင်းအပြင်လည်းပဲအကာအကွယ်အဆောင်ရှောက်အနေနဲ့လည်းဟောထားတယ်တို့ကနှစ်ဖက်ရလို့ပြောရမယ်ပေါ့နော်ကြိုးစားအထောက်ကြရမယ့်ဘာဝနာလုပ်ငန်းစဉ်တစ်ခုအနေနဲ့လည်းပဲနားလည်ဖို့လိုသလိုအနေအထူးပြောလာတဲ့လူဘဝမှာကာကွယ်ရေးအနေနဲ့လည်းပဲသူ့ကိုရွတ်ဖတ်ရမယ်ပေါ့အဲ့ဒီမှာအဲ့ဒီရဟန်းတော်တွေကအဲ့ဒီနေရာမှာပဲအထုံးမှတရားတို့တရားမြတ်ကိုရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားမြင်တော်မူလို့အဲ့ဒီတော်ကိုပဲပြန်လွှတ်တယ်။ကိုရောက်တော့ဒီမေတ္တာတုတ်ကိုရွတ်ဖတ်ကြတယ်ပူဇော်ကြတယ်မေတ္တာတုတ်ရဲ့အတိပ္ပယ်ကိုသူတို့နားလည်တဲ့အတွက်ကြောင့်ဒီမေတ္တာတုတ်တရားဒေသနာမှာမြတ်စွာဘုရားဆုံးမတဲ့အတိုင်းကြိုးစားကြတယ်မေတ္တာကမ္မထံကိုစီးပြန်ကြတယ်။အဲ့ဒါကြောင့်မလို့နတ်တွေကရန်သူအနေကနေပြီးတော့မိတ်ဆွေအနေဖြစ်သွားတယ်။အနှောင့်အယှက်မပြီးတော့ဘဲနဲ့ချစ်ခင်မြတ်နိုးမှုမေတ္တာတရားတက်ဝင်လာတဲ့အတွက်ကြောင့်အကူအညီတွေပေးကြတယ်တဲ့တို့ပြောရရင်အဲ့ဒီဝါလဲကြွရောအဲ့ဒီရဟန်းတော်တွေအကုန်လုံးရဟန္တာဖြစ်ကြတယ်ရဟန္တာဖြစ်ခါနီးမှာမြတ်စွာဘုရားကတရားတိုးတက်နေတာကိုမြင်တဲ့အတွက်ကြောင့်တကူတော်နဲ့ရောင်ကြီးတော်လွတ်ပြီးတော့ဂါထာတစ်ပုဒ်ခလှမ်းပြီးတော့ဟောတာရှိတယ်ကုံဘူပမံကာယမိမံဝိဒိတဝါနဂရုပမံစိတ်တမိတာထပိတဝါယောဒေထမာရံပညာဝုဒေနဇိတင်္စရခေအနိဝေသနောတိယဘုရင်တို့အလွန်သဘောကျတဲ့ဒေသနာလေးပေါ့လွန်ခဲ့တဲ့9 နှစ်10 နှစ်ကဖျားပေးသောဥပမာများဆိုတဲ့ခေါင်းစဉ်နဲ့ဒီကထာလေးကိုဟောထားတာရှိကုံဘူပမံကာယမိမံဝိဒိတဝါခန္ဓာကိုယ်ကိုကွဲလေပြက်လွယ်တဲ့မြေအိုးတစ်လုံးလိုနားလည်ထားရမယ်တဲ့နဂရုပမံစိတ်တမိတာထပိတဝါစိတ်ကိုတော့အလွန်တရာမှလုံခြုံတဲ့ခိုင်မာတောင့်တင်းတဲ့မြို့ကြီးလိုတည်ဆောက်ထားရမယ်ယောဒေထမာရံပညာဝုဒေနပညာဆိုတဲ့လက်နက်ကိုကင်ဆွဲပြီးတော့ကိလေသာဆိုတဲ့ယန္တုကိုတိုက်ပွဲဆင်နွှဲရမယ်ရှစ်ထိုးရလိမ့်မယ်တဲ့ဇိတင်္စရခေအနိဝေသနောတိယအောင်မြင်မှုရလာပြီဆိုရင်လည်းအဲ့ဒီအောင်မြင်မှုကိုထိမ့်သိမ်းထားရမယ်ပြီးတော့ပါလေအဲ့ဒီအောင်မြင်မှုကိုမရစ်မှုရဘူးတဲ့အလွန်ပြည့်စုံတဲ့ဒေသနာလေးပေါ့နော်အဲ့ဒီဒေသနာကိုနာယူပြီးတော့အဲ့ဒီရဟန်းတော်တွေအကုန်လုံးရဟန္တာဖြစ်ကြတယ်ဒါမေတ္တာတုတ်ရဲ့ဖြစ်ပေါ်လာခြင်းရဲ့အထုပ္ပတ္တိပေါ့နော်